ဒါပါလဲဆိုတော့တန်ဃာတော်တွေဆွန်းလောင်းတဲ့အကျိုးပဲဗျနော်တရွာလုံးကစကိုင်းတောင်မှာမင်းဝန်တောင်မှာတရင်သုံးတဲ့တန်ဃာတွေကိုဆွန်းလောင်းနေတဲ့ဂုံတရင်တွေကြားရတာလေဒါပေမဲ့ငလင်ကျော်ဒီနေရာမှာအဓိကတဲ့ဗျဒါပေမဲ့တယောက်မှမပြတ်စည်းဘူးတဲ့နော်ဝမ်းသာကြကောင်းတယ်နော်အဲ့ဒါရနိုင်မြတ်သုံးပါးဂုံကျေးဇူးပဲပေါ့ဗျာဟိုအိမ်တွေပါတွေပြက်စီးတာတော့သူများကိုယ့်တက်ပို့ဆိုးပါတယ်နော်လူမပြက်စီးတော့ပဲကိုကကျေးဇူးတင်ရမှာလေအဲ့တော့အခုသူတော်ကောင်းတို့ဒီမှာလာလူပေးတဲ့ကုသိုလ်ရှင်တွေဟာပြည်တွင်းပြည်ပအသီးသီးရလေဦးဇင်းတို့ထိုင်းနိုင်ငံပါတယ်မလေးရှားပါတယ်နောက်ပြီးတော့မှဒီတောင်ကြီးပြည်ဦးလွင်မန္တလေးတပူမိုင်းရှူးပေါ့နော်ဒီနေ့ဆိုရင်၄ရက်မြောက်သွားပြီဗျ၄ရက်မြောက်တော့ဦးဇင်းတို့ဒီပထမရောက်တဲ့နေ့ကတော့စကိုင်းတောင်အဲ့ဒီကဝန်သားကြောင်မှာအဲ့ဒီမှာကုသိုလ်ပြုတယ်ပြီးတော့ဦးဇင်းတို့ဂရင်200ပေါ့ဗျာစကိုင်းလေအဲ့ဒါပြီးတော့ဦးဇင်းတို့မန္တလေးရွှေမြို့တော်မှာမစိုးရင်တိုက်တစ်တို့တိုက်ဟောင်းတို့ပေါ့နော်နောက်ပြီးတော့ဒကာကြီးတို့နားထဲမှာရင်းနေတဲ့ဦးဇင်းတို့စိန်ပန်းကတော့သူတို့ခင်ဗျာမြေရလဲပြူမီးရလဲခသွားအလုံးကြားမှာလေအဲ့မှာမနေ့အိမ်ချင်း900သွားလူတယ်ဗျအဲ့ဒီမှာအိမ်ချင်းကပထမတော့ဒီကိုအာယုံပြုတ်ထားတယ်ဒါပေမဲ့ဟိုမှာအိမ်ချင်း900ပို့ပြီးအထိနာတယ်ဆိုတော့အဲ့ဒီကိုများဖြစ်သွားတယ်လေကြောက်တာနည်းနည်းနေသွားနော်ကြောက်တာအိမ်ချင်း800ဝန်းကျင်ဆိုတော့ဦးဇင်းတို့များတော့မလူနိုင်ဘူးတဦးကို2000ခွဲနှုန်းပေါ့နော်အဲ့လိုဆိုတော့300နီးပေါ့ဗျာများလဲဦးဇင်းတို့ဟိုဘက်မှာလဲလူခဲ့တော့လေအဲ့တော့ပြည်တွင်းပြည်ပကကုသိုလ်ရှင်တွေရဲ့2000နဲ့3000ကျော်ဦးဇင်းတို့မျှပြီးလူပေးနေတာနော်အဲ့ဒီကုသိုလ်တွေအများပေးဦးမယ်နော်ကောင်းပြီဗျာခဏလေးအာယုံပြပါဗုဒ္ဓလောကီသမုပ္ပန္နောဟိတယတပ္ပပါဏိနံဓမ္မလောကီသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံသံဃောလောကီသမုပ္ပန္နောပုံညာယတပ္ပပါဏိနံဗုဒ္ဓမြတ်စွာဘုရားသည်တပ္ပပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဟိတယမေဖို့နိဗ္ဗာန်ဟုသောအကျိုးစီးပွားအလုံးငါလောကီလောက၌သမုပ္ပန္နောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါ၏ဤစကားသည်မင်္ဂန်နှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂန်နှင့်သစ္စာစကားတို့ကြောင့်၎င်းဓမ္မောမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်မြတ်များသည်တပ္ပပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဒုက္ခယမေဖို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာအလုံးငါလောကီလောက၌သမုပ္ပန္နောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါ၏ဤစကားသည်မင်္ဂန်နှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂန်နှင့်သစ္စာစကားတို့ကြောင့်၎င်းတန်ခေါ်မြတ်စွာဘုရားတပိသာတန်ခါအရိယာတန်ခါရရှင်မြတ်ပေါင်းတို့သည်တပ္ပပါဏိနံအလုံးစုံသောတတ္တဝါတို့၏ပုံညာယကောင်းမှုမျိုးစုံစိုက်ပြေးဝအလုံးငါလောကီလောက၌သမုပ္ပန္နောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါ၏ဤစကားသည်လည်းမင်္ဂန်နှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂန်နှင့်သစ္စာစကားတို့ကြောင့်၎င်းဖျားရှင်ကိုယ်တော်မြတ်ကြီးသည်ဝေဒာလီတိုင်းပြည်ကတ်ဆက်ရာကာလဝယ်ညီတော်အာနန္ဒာကိုယရဏတုတ်ကိုည300ကာလပတ်လုံးပူဇော်ဖို့ရာမိတ်ကြားခဲ့တော်မူလို့ပူဇော်ခဲ့ပါသည်ဦးဇင်းတို့လည်းဒီအတော်တွဲမှာဒေသအသီးသီးမှာယရဏတုတ်နဲ့စတင်ပူဇော်ပြီးတော့မှအမြတွေပေးဝေ